ကဲအခုပြောပြချင်တာကွာလေးပေါ်ပြန်တဲ့ကင်မရာဝယ်ပြီးတော့လေးပေါ်မပြန်တတ်တဲ့လူတွေတော့ပဲဖြစ်ပါတယ်တကယ်တော့ကွာကင်မရာနှလုံးလို့ထင်ရမှာမဟုတ်သူကဘယ်လိုလုပ်ရလဲဆိုတော့ကွာမိမိတို့ကင်မရာထောက်တဲ့နေရာနာနှိပ်လိုက်လို့ဆိုပြီးနောက်မှာပေါ်လာမယ်ပေါ်လာတဲ့ဟာတွေကကွာဒရုန်းဖြစ်သွားမယ်ပေါ့ကင်မရာအဲ့ဒါရှောက်သွားလို့ရပြီတစ်ချက်ပြန်ပြပါမယ်ပထမဆုံးကတော့ကွာမိမိတို့ကင်မရာကိုယူလိုက်ကွာကိုလုံးနေကြအတိုင်းပဲတည်ရမလားကင်မရာကိုရိုက်တဲ့ဟာနှိပ်ပြီးသွားရင်ထောက်တဲ့ကင်မရာပြီးမှဒရုန်းပုံစံလေးထပ်နှိပ်လိုက်ရင်တော့မိမိတို့ရဲ့ပြန်တဲ့ဒရုန်းနဲ့ကင်မရာလေးဖြစ်သွားပါပြီပေါ့ကွာချောင်းရိုက်တွေပါလေရိုက်လို့ရပြီပေါ့ကွာတွဲတွေကိုလိုက်ချောင်းပြီးတက်ဝင်ရိုက်လို့ရပါပြီမိမိတို့ joystick ကကြောက်ပုံမှန်သွားတဲ့ဟာညာဘက်ကဟာကျတော့ကွာဘယ်လိုပြောမလဲ view ကိုလှည့်တဲ့ဟာအပေါ်အောက်ပြတာနှစ်ခုကတော့အပေါ်သွားလိုက်အောက်သွားလိုက်လောက်တာပေါ့ကွာမြင်လိုက်နေလိုက်လောက်တာအဲ့လိုပါပဲဒါပါပဲကျေးဇူးများတင်ပါတယ်ချောင်းရိုက်ကြတာပေါ့